အားလုံးပဲမင်္ဂလာပါနော်ရွှေစုရနာရဲ့ကျိုးရရွှေစု page နှစ်ခုလုံးကနေကျူးဆိုပါတယ်ခုမှပြပေးမှာတော့ဒီရန်ရောင်းကောင်းတဲ့မတို့စီမှာပေါ့နော်ရန်ရောင်းကောင်းတဲ့ trophy နိုင်လေးတွေစိတ်နိုင်လေးတွေပေါ့နော်ဒါလေးကိုပြပေးပါမယ်ဒါလေးကတော့ trophy လေးပေါ့နော်ရွှေရောင်လေးပါဒီမှာနိုင်လေးရန်လာပါတယ်ဒီမှာသူကရွှေကနှစ်ချက်ကျော်ဝန်းကျင်ပါပါတယ်စိန်ကလည်း၄ရက်ဒီပါပါတယ်နော်၄ဒီကျော်ပါပါတယ်ဒါကတော့ trophy နိုင်လေးပါရွှေအိုရောင်လေးရွှေဝါရောင်လေးပေါ့နော်ရွှေရောင်လေးပါသူ့ထိုင်လေးရလေဒါလေးဖြစ်ပါတယ်ပြီးတဲ့ခါကျတော့မှဒီဟာလေးစိမ့်လေးလေးဆက်ပြရမယ်အားလုံးကမောက်ဝက်ကလေးနော်မတို့စီမှာကြောက်ဝက်ကလေးလည်းရှိပါတယ်ဒါကတော့မောက်ဝက်ကလေးပါ trophy ဒါလေးကအစိမ့်လေးပေါ့နော်ဒီ model စိမ့်လေးကိုဒါ limited edition လေးပါဒီအလုံးလေးကဒါမောက်ဝက်ကလေးသူကတော့ size လေးကြီးတယ်နော်မောက်ဝက်ချင်ထူတော့မှခုနရွှေရောင်တဲ့ကိုဒီစိမ့်လေးက size လေးကြီးပါတယ်ဒါလေးရှိပါမယ်ဒါလေးကလည်းရွှေနှစ်ချက်ကျော်နဲ့စိန်ကနော်၄ရက်ဒီပတ်ချလည်းရှိပါတယ်နော်ဒီနံပါတ်1နိုင်လေးဖြစ်ပါတယ်နောက်တစ်ခုကတော့ဒါလေးပါဒါလေးက sunrise လေးပါနော် trophy နဲ့သူကဒီဇိုင်းလေးကဆင်ပါတယ်ဒါလေးကိုရွှေနှစ်ချက်သူကကြော်ပါတယ်เนาะဒီရွှေနှစ်ချက်ကြော်လေးကိုမတို့ဒီဟာလေးကမဟုတ်တဘာဝတွင်းထွက်နေလာအစင်တန့်လေးတွေနဲ့ခတ်ထားပါတယ်စိန်ကလေးကလည်းမတို့2ရက်တိကြော်လောက်ပါပါတယ်เนาะဒါလေးပါဒီနိုင်လေးတွေကိုချက်တယ်ဆိုရင်မတို့ရွှေစုရနာရဲ့ပေးရဲ့เนาะ CB ရဲ့ချက်ပေါက်မှာလာပြီးတော့မေးလို့ရပါတယ်ဒီမှာ3လုံးပေါ့เนาะ install 3လုံးရှိပါတယ်သူတို့တွေကကြောက်ဝက်ကလေးတွေမှာရှိပါခုလို့ဆိုတော့ဒါမောက်ကလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်เนาะအဲ့တော့ဈေးလေးတွေကတော့300ကျော်ပတ်ဝန်းကျင်ရှိပါမယ်เนาะအဲ့တော့မတို့ရဲ့စိတ်ဝင်စားရဆိုရင် JCB ကနေပြီးတော့မြင်မြန်လို့ဖြစ်စေဒီကပေါ့နော်ခု TikTok မှာလည်းပဲတင်ထားတဲ့အတွက် TikTok ချက်ပေါက်ကနေမေးလို့လည်းရပါတယ်သူက showroom မှာမတို့ showroom ဖွင့်ထားတဲ့အတွက်ကြောင့်လည်းကြည့်ရှုအားပေးဖို့လည်းဖိတ်ခေါ်ပါတယ်เนาะပစ္စည်းလေးရလုံးဝ 100% guarantee လေးနဲ့ရောင်းပေးနေပါတယ်ကဲကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးနဲ့ပြန်လာခဲ့ပါမယ်ကျေးဇူးတင်ပါတယ်เนาะ